မင်္ဂလာပါအော်ဆွန်လာဆိုင်ကွာဒီနည်းနည်းချက်ပြကြပါဒီလိုက်ဆိုတာအခုကမ်ပိန်းနဲ့မဆိုင်ဘူးနော်မမွေးရမြုပ်ဒီကမ်ပိန်းတော့အလုံး3900ကျော်လူသေးတယ်ဒါပေမဲ့ဒီလိုက်စော်ကဘိုအက်စီဝါတို့စစ်ကြောင်ကလူအပ်နေတဲ့စာနာရိတ်ခါစန်စီနော်ငရုတ်ဒီနက်နက်ဒီအတွက်မဟုတ်ဘူးစစ်တိုက်ဖို့အတွက်မဟုတ်ဘူးမမောတော့ပြောထားပြီးကရင်ပြည်နယ်နဲ့ပတ်သက်တဲ့စစ်စင်ရေးမမိုးအလူမခံပေးဘူးနော်ဒါပေမဲ့အခုဘိုအက်စီဝါတို့စစ်ကြောင်ကထိုင်းနိုင်ငံမှာစီးတဲ့သူတို့ရဲ့ထောက်ဖို့တယောက်ကမြေပြင်မှာတောင်းပြန်တော့ထမ်းဆောင်တဲ့အတွက်ကြောင့်ထိုင်းနိုင်ငံမှာလိုက်ပြီးတော့အစားတွေဆန်တွေစီတွေလိုက်ပြီးတော့ယူမဲ့အလူခံပေးမဲ့ထောက်ဖို့မောင်လေးတယောက်ကထိုင်းနိုင်ငံမှာမရှိတော့ဘူးဘန်ကောက်မှာမရှိတော့ဘူးသူမြေပြင်မှာပြန်သွားတယ်မြေပြင်မှာပြန်သွားတယ်အကျန်တဲ့လူတွေကဘယ်သူမှမသိတဲ့အတွက်ကြောင့်အကြောင်းတို့လူခံတဲ့ဒီစာနာရိတ်ခါအတွက်ပေါ့နော်စာနာရိတ်ခါအတွက်တော့တို့မရဘူးရပြီမဲ့လည်းနည်းနည်းပါပဲမလောက်ပေါ့နော်မလောက်တဲ့အတွက်ကြောင့်အဲကြောင့်မမိုးကဒီဆန်တွေစီတွေဒီစစ်တန်းထဲမှာစစ်တန်းနေတဲ့ရဲဘော်တွေစားမဲ့ဆန်ဒီအစားအတွက်ပေါ့နော်မမိုးကတော့ဒီလိုက်ဆောင်မှာပဲမမိုးလူခံမယ်ဒီညပဲမမိုးလူခံပေးမယ်နော်မနေ့ဖန်ဆိုရင်မမိုးရဲ့ကံပိန်မမိုးစိုက်ပြီးတော့လောက်ရမယ်အဲကြောင့်ဒီလိုက်ဆောင်ကိုတွေးလို့ရှိရင်မမိုးရဲ့ကရင်လူမျိုးတွေပေါ့နော်အဓိကဘွဲစီဝါကရင်စစ်သားဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ဘွဲစီဝါရဲ့ PDF ကတော့လူမျိုးပေါင်းစုံပဲနော်လူမျိုးပေါင်းစုံပဲမွတ်စလင်ပါမယ်ပမာပါမယ်ကရင်ပါမယ်ကလာပါမယ်လူမျိုးပေါင်းစုံပါတယ်ဘွဲဆိုတော့ PDF လူရင်ကဘယ်လောက်စီလဲမပြောဘူးဒါပေမဲ့အခုသူတို့ရိတ်ခါလိုအပ်နေတာပေါ့နော်ပြောပါကြောက်ဆိုတော့သူတို့ရဲ့ရိတ်ခါတောင်းယူထားတဲ့ထောက်ဖို့ PDF တယောက်ကသူကမြေပြင်မှာပြန်ပြီးတော့တောင်းထမ်းဆောင်တယ်ထိခိုက်တန်ရတဲ့ရဲဘော်တွေများတဲ့အတွက်ကြောင့်လေအဲ့တော့သူတို့တွေကသူပြန်ပြီးတော့ကူညီပေးရတယ်အဲကြောင့်အခုသူမရှိတဲ့အတွက်ကြောင့်ဒီရိတ်ခါတွေလိုအပ်တာဒီဆန်တွေဒီစီတွေဒီစက်တုံဖြူလောက်ပေးတဲ့လူကမရှိတဲ့အတွက်ကြောင့်မမိုးကိုဘောနော်ဒီတောင်စီတွေလူကမမိုးတို့ပြန်တော့တင်ပြတာပေါ့နော်လာလောက်ပေးလို့ရမလားကူညီပေးလို့ရမလားတော့မိုးကအမမိုးပြောတယ်ရတယ်ဒီညအတွက်ပဲပေါ့နော်မိုးလူခံပေးမယ်အဲကြောင့်အခုတွေ့နေတဲ့မမိုးရကရင်လူမျိုးတွေပေါ့နော်ဘယ်တိုင်းရင်းသားမဆိုစန်တာအိတ်ပိုနဲ့အိတ်ပိုကိုစေတနာစီတလောက်ပဲလူပြလို့ရတယ်နော်စန်တာအိတ်1000ပါနော်ဘိုးအစီဝါတို့စစ်ကြောင်တက်နော်ဖမလူခံပြတယ်နော်ကြည်စံအတွက်မဟုတ်ဘူးနနတီအတွက်မဟုတ်ဘူးကရင်ပြည်နယ်မှာစစ်ဖွင့်ဖို့စစ်တိုက်ဖို့ကမ်ပိန်းမဟုတ်ဘူးနော်ဒါစန်စီစေစာရိတ်ခါအတွက်ပါနော်စန်စီတွေအတွက်အဲကြောင့်ကိုကဘလောက်လူချင်းတယ်လူလို့ရတယ်မမိုးရကရင်မျိုးတွေနည်းနည်းညီပေးကြပါဒီ live ဆော့ကိုချဲပေးပါအမှန်တကယ်စီမမိုးကညမ live လွှင့်မယ်နော်ဒါပေမဲ့မမိုးကြားတဲ့တင်ဒီစန္ဒရိတ်ခါနဲ့ပတ်သက်ပြီးတော့ဘွဲဆိုတော့စစ်ကြောင်ကနည်းနည်းအရေးကြီးတာပေါ့နော်သူတို့ဘက်ကလူတွေလည်းရိတ်ခါရတာလည်းနည်းနည်းပါပဲသူတို့လူခံလို့မရဘူးသူတို့ဖိတ်တယ်မှာသူတို့တင်တယ်သူတို့ live သူတို့စာတွေတင်တယ်ဒါပေမဲ့သွားလူပေးမဲ့လူကမရှိဘူးဟိုအရင်တော့မလေးစောလာစီတော့ငါဆိုရင်အလူစင်တွေများတာပေါ့နော်ဒီရိတ်ခါနဲ့ပတ်သက်ပြီးတော့လူပေးတာအများကြီးပဲကားတွေတလားဆိုရင်ကားအစီပေါင်းများစွာရတယ်အဲ့လိုမျိုးပေါ့နော်အခုကတော့အဲ့ဒီမောင်လေးစရိတ်ခါတော့ရတဲ့မောင်လေးကအခုမြေချင်းမှာသူပြန်သွားတော့သူ့နေရာမှာလုံမဲ့သူကမရှိဘူးအခုထားလောက်တဲ့သူကလည်းလူတွေမသိဘူးဖြစ်နေတယ်နော်လူတွေမသိတော့သူတို့လိုအားတဲ့ဆန်တွေစီတွေလည်းမလောက်ဘူးမလောက်တော့ရဲဘော်တွေလည်းမစားရဘူးပေါ့နော်အဲ့လိုမျိုး